ရုပ်သေးချက်လေးစားလို့ရပါပြီသူကစသားထဲကိုထည့်ဖို့အတွက်စက်သွန်ဒီလေးလုံးရဲ့ပြီးရင်စက်သွန်ဖြူနှစ်သက်ရဲ့ပြီးတော့ဂျင်းလေးကိုအတုံးလေးနဲ့အတုံးထားပါလေငါရုပ်သေးချက်မှာဆိုတော့အယောင်တမုံရဲ့ဖြူကအယောင်တမုံ3စွန်းလောက်ထည့်ပါမယ်ရှင်အယောင်တမုံ3စွန်းရဲ့ပြီးတော့ငရုတ်သေးတစ်ခါလေးထည့်ထားမှာရှင်ငရုတ်သေးကိုလည်းငရုတ်သေးကိုတော့ကိုအစကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ရှင်ဖြူကတော့အစကြိုက်တဲ့အတွက်ကြောင့်မလို့ငရုတ်သေးကို2စွန်းနဲ့3စွန်းလည်းမပြေဘူးဖြူအဲ့လိုမျိုးနဲ့ထည့်ထားမှာမယ်ရှင်ပြီးတော့ဖြူကစက်သားကိုတသေးလေးတုံးထားတဲ့စက်သားကိုဆင်အောင်ဆေးထားပါတယ်နော်ဆေးတာတော့ဖြူမပြတော့တာရှင်အဲ့ပြီးရင်ဖြူကအထဲကိုစနွင်းမှုန့်ရယ်စနွင်းမှုန့်ထည့်မယ်နည်းနည်းပြီးလို့ရှိရင်ဖြူစားထည့်မယ်အချုံမုန့်ထည့်မယ်အချုံမုန့်2စွန်းထည့်မယ်ရှင်ပြီးတော့ဖြူအခုနှစ်ကတော့ကထောင်းထားတဲ့စက်သွန်နီချင်းနဲ့စက်သွန်ဖြူနဲ့ငရုတ်နဲ့ထောင်းထားတဲ့ဟာကိုဖြူကထည့်မယ်ရှင်လေးကိုဖြူတစ်စင်းလောက်ပြန်ထည့်မယ်ရှင်။ရောင်တုံလေးတစ်စင်းလောက်ပြန်ထည့်မယ်ရှင်။အပြင်ဖြူကအဲ့ဒါကိုနေပါမယ်။နှက်ထားပါမယ်ရှင်။နေပြီးစသားနဲ့ဖြူထောင်ထားတဲ့ဟာတွေအကုန်လုံးရောပြီးဖြူနေပါရှင်။10မိနစ်လောက်နှက်ထားမယ်ရှင်ဖြူ။စီပူလာပြီဆိုတော့ဖြူခုနကောင်ကဖြူနှက်ထားတဲ့စသားလေးထည့်ပါမယ်ရှင်။ဒီကစသားလေးကိုမတိလေးနည်းနည်းလေးထည့်မယ်ရှင်မတိနည်းနည်းလေးဒါကတော့မကြိုက်နဲ့မထည့်လို့ရတယ်ထည့်လေးရတယ်ဒီကတော့ဒီလေးနည်းနည်းလေးထည့်မယ်ရှင်စသားနှက်ထားတဲ့